ခဲ့တဲ့တစ်ခေါက်ကဗီဒီယိုမှာ discipline နဲ့ပတ်သက်ပြီးတော့2026ကို action ယူဆောင်ရွက်ဖို့အတွက်ပြောသွားခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်အနေနဲ့ခရီးလမ်းတစ်ခုကိုအစအဆုံးအကောင်းဆုံးရှောက်လန်းနိုင်မှုအတွက်လိုအပ်တဲ့ resilient power နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မဆုထွေးပါ Hiwi Abai မဆုထွေးရဲ့ founder ဖြစ်တယ်လို့တစ်ဖက်ကလည်းကလစာအနုပညာပြကန်ကိုတည်ထောင်ထားပြီးတော့ art နဲ့ well-being နဲ့ပတ်သက်ပြီးတော့ connected ချိတ်ဆက်ပြီးတဲ့အခါမှာ community ကိုမျှဝေပေးနေတဲ့သူတစ်ယောက်ပါဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းလေးက resilient ပေါ့နော် resilient ကိုဘာသာပြန်တဲ့အချိန်မှာကျွန်တော်တို့ကကြံ့ကြံ့ခံနိုင်ခြင်းဆိုပြီးတော့ဘာသာပြန်တယ်ဆိုတော့ကြံ့ကြံ့ခံနိုင်ခြင်းဆိုတဲ့စကားလုံးလေးကိုတစ်လုံးချင်းအဓိပ္ပာယ်ပြန်တွေးကြည့်တာကြံ့ကြံ့ခံတယ်ဆိုတာတောင့်ခံတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်ပေါ့နော်ဆိုတော့မြန်မာစကားလုံးမှာတောင့်ခံတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်တကယ်တမ်းကျတော့အဲ့လိုမျိုးတောင့်ခံခြင်းဟာကျွန်တော်တို့ရဲ့ resilient power ကိုတကယ်ပဲတိုးစေသလားဆိုပြီးတော့မိခွန်းလေးရှိလာတယ်ပြန်ပြီးတော့လည်းကျွန်တော်ချိန်တွေးမိတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့တွေကကြုံလာတဲ့အခက်အခဲအားလုံးကိုတောင့်ခံမှသာလျှင်ကျွန်တော်တို့တွေဟာကိုသွားမဲ့ target ကိုထိတိုင်အောင်ဆက်လက်ပြီးတော့သွားနိုင်မယ်လို့ယူဆတယ်ဒီတိုင်းပဲကျွန်တော်လည်းလုပ်ခဲ့တယ်ဒီလိုယူဆလို့လည်းတောက်လျှောက်ပဲလုပ်လာခဲ့တယ်ဒါပေမဲ့2025မှာတောင့်ခံပြီးဆောင်ရွက်ခဲ့တဲ့အရာတွေအများကြီးဖြတ်တန်းပြီးသွားတဲ့အချိန်မှာကိုပြန်ပြီးတော့ realize ပေါက်တာလေးတစ်ခုရှိတယ်အဲ့ဒါလေးကို community နဲ့မျှဝေခြင်းနဲ့အဲ့ဒါကဘာလဲဆိုတော့ resilient တောင့်ခံခြင်းဆိုတဲ့ဟာက resist လုပ်တာမဟုတ်နေပဲနဲ့ကြုံလာသမျှအရာလေးတွေကို adaptable လိုက်ရောညီထွေစွာဆောင်ရွက်ရင်းနဲ့ကိုသွားရမယ့် target ကိုမှန်ကန်နဲ့ flow state တစ်ခုမှာရောက်ပြီးတော့ဆက်လက်လျှောက်လန်းတာကိုပြောလို့ခြင်းလို့ယူဆတယ်ဆိုတော့ resilient လို့ပြောရဲဆိုရင်ကျွန်တော်တို့မဖြစ်မနေပြောရမယ့်အရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ adaptability မြန်မာလိုပြောရမယ်ဆိုရင်တော့ကြုံလာတဲ့အခက်အခဲတွေ adapt လိုက်ရောညီထွေစွာရှောင်တက်တိမ့်တက်ဆောင်ရွက်တတ်တဲ့ power လို့ပြောရမယ်နဲ့တူပါတယ်ဆိုတော့ကျွန်တော်တို့တွေဟာ spirituality မှာဆိုရင်ပြောကြတဲ့စကားလုံးတစ်ခုရှိရ flow state ဆိုတဲ့အရာလေးတစ်ခု flow state ဆိုတာပါလေကြုံလာတဲ့အရာကို fluid ဖြစ် flow တစ်ခုနဲ့ကိုသွားစရာရှိတဲ့အရာဘလို့အခက်ခဲတွေပဲကြုံလာကိုယ့်ရဲ့ flow နဲ့ကိုသွားတာကို flow state တစ်ခုလို့ကျွန်တော်တို့ကပြောတယ်ဆိုတော့ psychology မှာဆိုရင်တော့သုံးလို့ရတဲ့စကားလုံးက adaptability နဲ့ align ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဘယ်ကလဲပြောတယ်ကျွန်တော်တို့like a water လေးเนาะရေလိုကြင့်ကြံမှုကျွန်တော်တို့ဟာလိုအပ်တယ်ဆိုတော့ရေဆိုတဲ့အရာတစ်ခုကခွက်ကလေးထဲမှာထည့်တဲ့အချိန်မှာအဲ့ဒီခွက်နဲ့အဝင်ခွင့်ကြားဖြစ်နေသလိုအခဲလေးရေခဲကန်းထဲမှာရှိတဲ့အချိန်မှာလေ it's like solid state မှာသူကလည်းသူ flexible ဖြစ်နေတယ်ထိုနည်းလကအပူလိုချင်အပူပုံမှာအငွေ့ဖြစ်ပြောင်းလဲလို့ရတဲ့အခါမျိုးလေပြောင်းလဲပေးလို့ရတယ်ဆိုလိုတဲ့သဘောက like a water ဆိုတဲ့သဘောတရားဟာကျွန်တော်တို့တွေဟာကိုယ့်ရဲ့ဖြစ်တည်မှုကိုကိုယ့်ရဲ့ identity ကို crash ဖြစ်စေတာမဟုတ်ဘဲနဲ့အချိန်ခါပေါ်မှာမူတည်ပြီးတော့ကိုလှုပ်ရှားရှိတဲ့အရာကို like a water ရေကဲ့သို့ပဲဘလို့အတားအဆီးတွေပဲလာကိုဟာရေကဲ့သို့ကြင်ကြံပြီးသွားတဲ့အချိန်မှာကျွန်တော်တို့တွေကြုံလာတဲ့အခက်အခဲအပြောင်းလဲတွေအားလုံးကို adapt လုပ်ပြီးတော့ကိုသွားမဲ့ခီလန်ကို flow state တခုနဲ့ရှောက်လန်းတာကိုပြောလို့ချင်းဖြစ်တယ်ဆိုတော့2026မှာ discipline နဲ့ဆက်လက်သွားဖို့လိုအပ်တယ်လို့နောက်ထပ်တစ်ခုလိုအပ်တဲ့practice တစ်ခုဟာ resilient power ကို upgrade လုပ်ဖို့လိုအပ်တယ် resilient power ကို upgrade လုပ်ခံတဲ့အခါမှာ resist ဆိုပြီးတင်းခံတောင့်ခံခြင်းမျိုးလုပ်တာမဟုတ်ဘဲနဲ့ like a water like a river flow state တစ်ခုနဲ့ကြုံလာတဲ့အခက်အခဲအပြောင်းအလဲတွေကို adapt လုပ်ပြီးတဲ့အခါမှာရှေ့ဆက်သွားနိုင်ဖို့ကိုလည်းအားလုံးကို request လုပ်ချင်ပါတယ်ကဲဘလို့ခက်ခဲတွေကိုဘလို့ adapt လုပ်ပြီးတော့ဘလို့ရှေ့ဆက်သွားချင်လဲဆိုတာကိုလည်း comment မှာမျှဝေပေးလို့ရတယ်ဆိုရင်မျှဝေပေးခဲ့ပါဦးเนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် thank you ပါ bye bye